ကဲကျမထိုးထားတဲ့ crochet လေးတွေကိုပြချင်လို့ပါရှင်အခုရေ90ဟာဒီဇိုင်း90လို့ပြောရမှာပါအမျိုးမျိုးပါပဲเนาะဒါလေးတွေဆိုပြားလေးတွေ Mickey Mouse ခရမ်းသီးတို့ဒီမှာ Doraemon တို့လေးချာ Cactus Lava Clownfish ပြီးရင်ဒီမှာ Strawberry ဒါလေးကဆန်လေးပါဒါဆိုရင် Mortar လို့ခေါ်ပါတယ်ဒီမှာဆိုကြည့်ဒါလေးဆိုရင်ပင်ကူပေါ့နော်ဒီမှာဆိုရင်မြောက်ဒါကပန်ဒါဒါကတစ်ကလအုပ်ပေါ့လေဒါကကျတော့ပုံပူရင်းလို့ခေါ်ပါတယ်ကတွန်းရုပ်လေးတွေပဲများသောအားဖြင့်ထိုးပါတယ်ဒါလေးဆိုရင်ဝက်ဝင်မှာဟောဒါလေးရရောဒါလေးက pumpkin မှာဒါလေးကဝီလာငါလေးပါဒါလေးဆိုရင်ဘန်လေးပါဒါကတော့ Christmas ပိုင်လေးတွေအတွက်အဓိကလေးပေါ့နော်ဒါကငှက်ပြောသည်အနာ3ပတ်နဲ့သူခောက်မလားတဝက်ပြက်လောက်မလားပေါ့နောက်ဖရဲသီးလေးလည်းပါပါတယ်ကီဝီသီးလည်းပါပါတယ်ဒါလေးမီနီယွန်ဒါကလည်းဘန်လေးပါဒါလေးဆိုရင် Hello Kitty ချစ်စရာလေးနော်ဒါကတရေပါဒါက Dragon မှာဒီဟာလေးတွေဒီဘယ်လိုပြောမလဲဟောင်းလေးတွေကပြန်ထောင်လို့ရပါတယ်ဒါဆိုရင်အလာယန်လေးပါဂျိုးလေးတွေနရွက်အချွန်လေးတွေနဲ့ဒီချာလေးလှုပ်ထားတာဖြစ်ပါတယ်ဟောလူဖီဆိုလို့ရှိရင်ဒီကပင်လယ်ဓမြအနက်ရုပ်ကလေးတွေနဲ့လှုပ်ထားပေးပါတယ်ဒါလေးက cupcake ဒါလေးကဖားလေးဒါလေးကတော့ make bottle လေးပါဒီဘေးကအဆောင်လေးနဲ့ပေါ့နော်လိုဘူးလေးပါရှင်ဒါလေးကခိုအားလားလေးနဲ့ချက်စရာလေးဟောဒါလေးကဝက်ဝေရုပ်လေးပါဒီမှာ chopper လေးပါဒါဆိုရင် one piece တွေကဒီမှာစာဘူးဆိုတဲ့ကောင်လေးတွေရှိပါသေးတယ်ဒါလည်း Christmas ပိုင်းလေးပါ Christmas at ပေါ့နော်ပါးနီလေးတွေပါးလေးထုတ်ထားတယ်ဒါလေးကကျက်ဥအုံးလက်ဒီဇိုင်းလေးပါဒါလေးကနနသီးလေးပါဒါလေးကဒိုင်နိုဆောပါနော်ဒါလေးပင်ကွင်းဒီမှာလေးဒါလေးကပဲပေါက်လေးဒါကကြတော့ကန်နီကုန်းပါရှင်ကန်နီကုန်းလေးအရောင်လူလေးနဲ့ချစ်စီရလေးဒါလေးကပူရင်းမောင်လေးပါပေါ့နော်အဲ့တော့မုံလေးတွေလည်းပါတယ်အသီးလေးတွေလည်းပါတယ်အယုတ်လေးတွေလည်းပါတယ်ဒီဇိုင်းအစုံဟောဝက်ကလေးကြံနေခဲ့တယ်ဒါလေးကဝက်ကလေးပါနော်ဝက်ကလေးကချစ်စီရကောင်းဆုံးပါမင်းနဲ့တူလို့ပါကဲကျေးဇူးတင်ပါတယ်ရှင်